အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Canvas Premium အမှန်ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်အခုပြောပြပေးမှာတော့ကျွန်တော်ဒီ Canvas ပေါ့နော် Education Team in by ဝယ်ထားတဲ့လူတွေအနေနဲ့ကျွန်တော်တစ်ခါတလေမှာကျွန်တော်တို့ရဲ့ Education Team ကဒီတင်းထဲကနေပြီးတော့ remove လုပ်ခံရတာပဲဖြစ်ဖြစ် remove လုပ်ခံလိုက်ရရင်တော့ကျွန်တော်တင်းထဲမှာကိုလုပ်ထားတဲ့ project တွေကတော့ကျွန်တော်တို့ဆုံးရှုံးသွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆုံးရှုံးမှုမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကိုယ့်ရဲ့ account ထဲမှာ save လုပ်ထားရမယ်ဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်ဒီနည်းလမ်းလေးတိုင်းကျွန်တော်တို့ save လုပ်ထားမှာအဆင်ပြေမှာပါဒါမှကျွန်တော်တို့ project တွေကိုကိုယ့်ရဲ့ project တွေကိုလုံခြုံမှာပေါ့နော်ကျွန်တော်တင်းထဲမှာပဲတင်ထားမယ်ဆိုရင်တော့အဲ့တင်းကြီးကပြတ်သွားရင်ကိုယ့်ရဲ့ project တွေကဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်ပထမဆုံးချိန်အနေနဲ့ကျွန်တော်ဒီ laptop မှာဘယ်လို save လုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့မှာကproject တွေကိုဖြတ်လိုက်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့မှာက personal နဲ့တင်းနေဆိုပြီးတော့ကျွန်တော် account နှစ်ခုရှိရပေါ့နော်ကျွန်တော် account ဆိုတာကကြတော့ကျွန်တော်ရဲ့ personal account တင်းဆိုတာကတော့ကျွန်တော်အခုလက်ရှိဝင်နေတဲ့တင်းရဲ့တင်း information ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ဒီ template တစ်ခုခုကိုကျွန်တော်တို့ယူသုံးလိုက်မယ်လမ်းကြနေလို့ okay ကျွန်တော် CV ပေါင်းတစ်ခုကိုကျွန်တော်ဒီ customer template ဆိုပြီးတော့လုပ်လိုက်မယ်ဒါဆိုဒီ template ပါပေါ့နော်ကျွန်တော်တို့ဒီကိုကြိုက်တဲ့ data ချက်လက်တွေပြင်မှာပေါ့နော်ကိုဖြည့်ချင်တဲ့ data တွေပြင်မယ်ပြင်ပြီးသွားရင်ဒါဆိုကျွန်တော်တို့ကဒါ download လုပ်တယ်ပေါ့နော် download လုပ်ရုံနဲ့ကျွန်တော်တို့က project view ကို download လုပ်တာမဟုတ်ပါဘူး download လုပ်တဲ့ခါကျရင်လည်းကျွန်တော်တို့ကဒီမှာသူ့ရဲ့ file extension တွေရှိရပေါ့နော် JPG ရှိရ PNG ရှိရကျွန်တော်တို့ဒီ PDF standard ရှိ project file ကိုကျွန်တော်တို့ဒီ project file ကို download ဆွဲလို့မရဘူးကျွန်တော်တို့က JPG နဲ့ PNG ဖြင့် download ဆွဲရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထွက်လာတဲ့ result ကကျွန်တော်ဓာတ်ပုံဖြစ်နေမှာအဲ့ဓာတ်ပုံကြီးကိုကျွန်တော်တို့ဒီ Canvas ထဲမှာပြန်ထည့်လိုက်ရင်လည်းကျွန်တော် Canvas project အနေနဲ့ကျွန်တော်တို့လိုချင်သလို edit လုပ်လို့ရတော့မှာမဟုတ်ပါဘူးကျွန်တော်အဲ့ဒါလေးကျွန်တော်တို့နားလည်ထားဖို့လိုပါတယ်ဒီ asset level မှာလည်းကျွန်တော်ဒီ Canvas Premier MNEDU 1ဆိုတဲ့တင်းထဲကိုဒီလိုလောက်လိုက်မယ်ဆိုရင်ဒါဆိုကျွန်တော်တို့ကတခြားလူတွေပါasset လောက်ပိုင်ခွင့်ရှိပါပြီပေါ့နော်မြင်ရပါပြီကိုယ့်ရဲ့ project ကို okay ကျွန်တော်တို့ကအခုဆိုရင်ကျွန်တော် project လုပ်ပြီးပါပြီ project လုပ်ပြီးပါပြီဆိုကျွန်တော်တို့ file ထဲမှာဆိုရင်ကိုယ့်ရဲ့ project ပေါ့နော်နာမည်နဲ့သိမ်းမယ်ဆိုရင်ကျွန်တော် file ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီထိပ်စီးပိုင်းမှာတွေ့ရပေါ့နော် black white ဆိုတဲ့ကောင်လေးအဲ့ကောင်လေးကိုဖြတ်ပြီးတော့ my cv form project ဆိုပြီးတော့ကျွန်တော်တို့ save enter ခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က project ကကျွန်တော်တို့ဒီနာမည်နဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ project နာမည် okay ကျွန်တော် project လုပ်ပြီးပါပြီကျွန်တော်တို့ကိုယ့်ရဲ့ personal ထဲမှာ save ဖြစ်အောင်ဘယ်လိုပြန် save မလဲဆိုရင်ကျွန်တော် file ကိုထပ်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့က make a copy ပေါ့နော် make a copy ကိုနှိပ်မယ် okay sorry ပါကျွန်တော်မှားပါပြီနော် okay ကျွန်တော်ဒီ file ကနေပြီးတော့ကျွန်တော်တို့သွားလို့မရဘူးဒီမှာသူက save သွားပြီပေါ့နော်change save ကျွန်တော်တခုခုတောင်းလိုက်ရတယ်သူကသူ Canvas ရဲ့ဒီ cloud storage မှာဒီတင်းရဲ့ cloud storage မှာ auto save နေမှာပေါ့နော်ဒါအောင်မှကျွန်တော်တို့က personal ထဲမှာပြောင်းပြီးတော့ save မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်က menu ကိုနှိပ်လိုက်ပါ menu icon လေးကိုနှိပ်မယ်နှိပ်ပြီးသွားရင် project ဆိုတဲ့ tab ထဲကိုကျွန်တော်ဝင်လိုက်မယ် okay ဒါကျွန်တော်တို့ခုနက copy လုပ်ခဲ့တဲ့ project စီပေါ့နော်ဖြတ်လိုက်မယ်okay ဒါဆိုကျွန်တော်ခုနကလုပ်ခဲ့တဲ့ project ပေါ့နော်ဒီမှာသူက private အနေနဲ့ရှိနေရတဲ့အတွက်ဒီ project ကိုကျွန်တော်တို့ပဲမြင်ရမှာပေါ့နော်ကျွန်တော်ကဒါမှမဟုတ်ကိုယ့်ရဲ့ဒီတင်းထဲကို share လိုက်မယ်ဆိုရင်တော့တင်းထဲ member တွေအကုန်လုံးကိုယ့်ရဲ့ project ကိုမြင်ရသွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီ project ကို personal တွေကိုရွှေ့မယ် personal ရွှေ့မယ်ဆိုတော့ဒီမှာ project ပေါ်ကို mouse လေးတင်မယ်တင်ပြီးမှကျွန်တော် menu ဆိုတဲ့ဒီအဆက်လေး30ကိုထပ်နှိပ်မယ်နှိပ်ပြီးမှကျွန်တော်တို့က project ကိုရွှေ့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကcopy to another တင်ဆိုတာကိုနှိပ်ပါ
နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ personal ဆိုပြီးပေါ်တယ်ပေါ့နော် okay ကျွန်တော် personal မှန်ချင်းချစ်မယ်ပြီးရင်ကျွန်တော် copy ဆိုပြီးတော့နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီတင်းထဲမှာလောက်ထားတဲ့ project ကို personal ဘက်ချမ်းကိုရွှေ့နေပြီပေါ့နော်ကျွန်တော်တင်းထဲကထွက်သွားတာပဲဖြစ်ဖြစ်တင်းထဲကနေပြီးတော့ remove လုပ်ခံရတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီproject တွေကိုကျွန်တော် personal ထဲမှာရွှေ့ထားတာတက်အတွက်ကျွန်တော်အလွယ်တကူဟို backup လုပ်ပြီးလုပ်လို့ရတယ်ပေါ့နော် okay ဒါဆိုကျွန်တော် personal ထဲကိုပြန်ဝင်ကြည့်လိုက်ပြီပေါ့နော်โอเคကျွန်တော် personal ကကြတော့ free ပေါ့နော် personal ထဲမှာကိုယ့်ရဲ့ project တွေဘယ်နားမှာသွားကြည့်မလဲခုနက copy လုပ်ထားတဲ့ project တွေကို project ဆိုတဲ့ထဲမှာဝင်ကြည့်ရမှာပါ okay ကျွန်တော်ဒီမှာဆိုရင်ခုနကကျွန်တော် copy လုပ်ခဲ့တဲ့ IC file ဆိုတဲ့ project လေးကကျွန်တော်ရဲ့ personal ထဲမှာရောက်နေပါတယ်တင်းထဲမှာကျွန်တော်တို့ကမရှိတော့ရင်ကိုယ့်ရဲ့ project ကိုတော့ကိုက access လုပ်ပိုင်ခွင့်ရှိနေမှာပေါ့နော် okay ဒါကတော့ကျွန်တော်တို့ဒီ laptop မှာကိုယ့်ရဲ့ project ကိုဘယ်လို save ဖြစ်အောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းဖြစ်ပါတယ်ဖုန်းမှာလည်းဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာသေသေးရှင်းပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်